ခိုင်ပြည်နယ်အတွင်းကလေယာလောက်ကင်သူတွေဟာစပားဆေးကောင်းမြတာကြောင့်နှစ်စဉ်နှစ်တိုင်းဆိုလို့အရှုံးနဲ့ရင်ဆိုင်နေရလို့လေယာကိုဆက်လက်လောက်ကင်နိုင်မှုပိုခက်ခဲလာကြတယ်လို့လယ်သမားတွေကပြောကြပါတယ်။လေယာအတွက်သွင်းအားစုတွေဈေးကြီးတာလုံသားရှာမရတာလုံသားဈေးကြီးတာတွေနဲ့စပားရောင်းမထွက်တာစတဲ့အခက်အခဲတွေကြားမှာလေယာလုပ်ငန်းတွေဟာတဖြည်းဖြည်းရိုင်းနေလာခဲ့တာလည်းဖြစ်ပါတယ်။လယ်သမားတွေအနေနဲ့အခုလိုနှစ်စဉ်အရှုံးပေါ်နေပေမဲ့တခြားအလုပ်ကိုင်ခွင့်လန်းတွေမရှိတာကြောင့်လေယာလုပ်ငန်းကိုပဲဆက်လက်လုပ်ကိုင်နေကြရတာဖြစ်တယ်လို့လယ်သမားတို့ဖြစ်တဲ့ဦးစံသာကျော်ကပြောပါတယ်။စီစီတက်တွေဘယ်လိုလဲပြောနေကိဖို့မဟုတ်ဒီခါမစီစီလေးတက်တွေကစဘောလုံးလုံးလေးမစွမ်းစီစေးကလည်းတက်တယ်မြေစီစေးကလည်းတက်ပါတယ်စဘာကလည်းရောင်းလို့မထွက်လို့အခက်အခဲတွေအများကြီးပါပဲမိုးသာကုန်းသွားတယ်စဘာကရောင်းမထွက်တော့ပိုက်ဆန်ချင်းကားပြီးတော့လောက်ကြရပါတယ်လေးလုံးရင်အရင်မြုပ်လာတယ်ဒါပေမဲ့ဆက်လောက်ကြရတာပါပဲအဲ့ဒါပဲလှုပ်เสียရှိတာကိုလေယာလောက်ကင်ရင်အဆက်တိုက်အရှုံးပေါ်နေတာကြောင့်ယခုနှစ်မိုးရသည်မှာလေယာဆက်လက်လောက်ကင်နိုင်ပို့တော့အရင်နေ့မရှိဘူးလို့လယ်သမားတို့ကပြောပါတယ်စပေါ်လေလုံးလို့ရှုံးစားတီကိုလက်လေလုံးလို့ဟာရှုံးလေစီမပြေနဲ့လေလုံးတွေကရှုံးတာပေါ့မြေစီတော်မထိတ်နိုင်ဘူးစံကဘာကဈေးကောင်းမရတာဒီကြားတဲ့ရာသီဥတုကမှန်မှန်ရှင်းမြုပ်တယ်နှစ်ခါသုံးခါထပ်ဆိုင်ရတယ်အဲ့လိုလှုပ်ရှားနေရတာဒီနှစ်လှုပ်ဖို့တော့အရင်နေ့လည်းမရှိသေးဘူးစီသေးကလည်းမိုးတီအောင်တက်နေတယ်ဆက်လုပ်ရမလားမလုပ်ဘဲနေရမလားစဉ်းစားနေရတယ်မလုပ်ဘဲနေလည်းမကောင်းဘူးရခိုင်ပြည်နယ်မှာစစ်ကောင်စီနဲ့အာရခတတော်အေးကြားတကြောပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကုန်ပိုင်းလောက်ကစပြီးတော့ကုန်စည်စစ်ဆေးမှုတွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေစစ်ကောင်စီကပိတ်ဆို့လိုက်တာကြောင့်ရခိုင်ပြည်တွင်းကုန်စည်ပြက်လက်မှုတွေနဲ့ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။လက်ရှိချိန်ထိလည်းရခိုင်ပြည်နယ်ကိုကုန်စည်ဝင်ထွက်အားလုံးပိတ်ဆို့ထားဆဲဖြစ်တာကြောင့်စံစဘာရောင်းဝယ်ရေးဟာလည်းပြည်နယ်အတွင်းမှာသာရောင်းချနိုင်တော့တာကြောင့်တောင်သူလယ်သမားတွေအနေနဲ့စဘာဈေးမရတာစဘာရောင်းမထွက်တာစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာစဘာဆိုင်လေက12သိန်းဝန်းကျင်ထိရှိနေတာပါ။ဒါပေမဲ့လည်းစစ်ကောင်စီနဲ့အာရခတတော်အေးကြားတိုက်ပွဲတွေကြောင့်တောင်သူလယ်သမားတွေနေရက်ဆွတ်ခွာထွက်ပြေးနေရတာကြောင့်စဘာဆိုင်ဧကတွေလျော့နေလာနေပါတယ်။တစ်ဖက်မှာလေယာသွင်းအားစုတွေဈေးကြီးလာတာကြောင့်တချို့တောင်သူတွေဟာလည်းလေယာလုပ်ငန်းကိုစွန့်ခွာနေကြတာလည်းဖြစ်ပါတယ်။